ဆွဲမြန်မာရဲ့လက်ဆွဲစကားကတော့တခါဆက်ဆန်ရတပံဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Introspect မြန်မာရဲ့ co-founder ကောင်းခင်ကြီးဖြစ်ပါတယ်ဒီမှာတော့ Introspect မြန်မာရဲ့ co-founder တဦးဖြစ်တဲ့မယနာသိမ့်ပါကျွန်တော်တို့အခု sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မလေးရှားမှာကျောင်းတက်ခြင်းတဲ့ကျောင်းသားတွေအတွက်အနည်းဆုံး intake အနေနဲ့2026 January intake ရှိပါတယ်အဲ့တော့ဒီ2026 January intake မှာတက်လို့ရမယ် private တက္ကသိုလ်တွေအနေနဲ့ဘာတွေရှိမလဲတစ်ချက်လောက်ပြောပြပေးပါဦးဟုတ်2026ပေါ့နော်အစောဆုံး January intake မှာရွေးချယ်လို့ရမယ်တက္ကသိုလ်တွေကတော့ Introspect မြန်မာရဲ့partner university ဖြစ်တဲ့ Inti University, Unitor University, Seki University, City University နဲ့ UCSI University တို့ရှိပါတယ် Okay အဲ့တော့ UCSI နဲ့ပတ်သက်ပြီးတော့တစ်ချက်လောက်ဒီ UCSI ရဲ့ intake structure လေးတစ်ချက်လောက်ပြောပြပေးပါဦးဟုတ် UCSI ကတော့ပေါ့နော် generally အဖြစ် February intake မှာစတာပေါ့နော်ဒါပေမဲ့တချို့ program တွေက January မှာစတာမျိုးရှိရပေါ့နော်ဒါကြောင့်မို့လို့UCSI ကိုတက်ရောက်ဖို့စိတ်ဝင်စားတယ်စုံစမ်းနေကြရဲဆိုလို့ရှိရင်တော့ကိုရွေးချယ်ရတဲ့program ပေါ်မူတည်ပြီးတော့ဖွင့်တဲ့အချိန်က January February ပြောင်းလဲသွားတာမို့အသေးစိတ်ကို chat box မှာလာရောက်စုံစမ်းမေးမြန်းဖို့အတွက်မြတ်တာရက်ခံပါတယ် Okay အကယ်လို့ကျောင်းသားကဒီ Introspect မြန်မာနဲ့ချိတ်ဆက်လိုက်ပြီဆိုတာနဲ့ဒီကျောင်းသားတွေရရှိနိုင်မဲ့ service တွေကတော့service တွေကပေါ့နော်အခမဲ့အစအဆုံးလိုက်လံဆောင်ရွက်ပြီးလျက်ရှိပါတယ်အစအဆုံးကဘယ်ကနေစရလဲဆိုလို့ရှိရင် free consultation ကနေပြီးတော့မှစတင်ပါတယ် free consultation ကနေ admission application visa application payment assistantနောက်တစ်ခုကျတော့အရေးကြီးဆုံးအနေနဲ့ accommodation ရှာဖွေပေးရပေါ့နော်။ကျောင်းသားမလေးရှားရောက်ပြီဆိုလို့ရှိရင်လည်း airport pick up လုပ်ပေးတယ်ပြီးတော့ airport pick up လုပ်ပြီးတဲ့နောက်မှာရွေးချယ်ထားတဲ့ accommodation စီကိုလိုက်လက်ပို့ဆောင်ပေးပြီးတော့ essential items တွေကိုဝယ်မဲ့ shopping ကိုလိုက်ပတ်ပေးတယ်ပေါ့နော်။ Introspect မြန်မာရဲ့အခမဲ့အစအဆုံးလိုက်လံဆောင်ရွက်ပေးတဲ့ process ဒီကျောင်းသားမလေးရှားကိုရောက်ပြီးတော့ကျောင်းစတက်တဲ့ချိန်မှာရပ်တန့်သွားတာမဟုတ်ပါဘူး။ Introspect မြန်မာရဲ့ကျောင်းသားတိုင်းလိုအပ်တာရှိတိုင်းတခုခုသိနေတာရှိတိုင်း Introspect မြန်မာ team ကနေပြီးတော့အမြဲတမ်း senior များတစ်ဖွဲ့အစင်းသေးရှိနေပြီးတော့လိုအပ်တာကိုအမြဲတမ်းကူညီပေးမယ်ပေါ့နော် Introspect မြန်မာရဲ့လက်ဆွဲစကားကတော့တခါဆက်ဆန်ရတပံဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်